ဒီမှာဗျာတော်တော်လေးကျွန်တော်တို့မောရတယ်ဒါပေမဲ့မောတာနဲ့တော်တော်လေးတန်ပါရမ်းတန်ပါတယ်လာအောင်လာတင်နေပေါ့နော်လာကူလာတင်ပါတယ်လာဦးလာတင်တာမဟုတ်လာဦးကလာအောင်မဟုတ်တော့ဒီကိုလာတင်နေဒီမိုက်ပါတယ်မော်နင်းမှာကျွန်တော် breakfast လာစားတာဖြစ်ပါတယ်ရေကောင်းပါရဲ့ကြည့်စင်အောင်အားလုံးပဲမင်္ဂလာပါအခုကတော့ကျွန်တော်တို့ဘန်နာဟေးကိုကျွန်တော်သွားမှာဖြစ်ပါတယ်ပေါ့နော် let's go အခုကတော့ကျွန်တော်တို့ticket လေးဆင်းပြီးတော့ကျွန်တော်တို့လက်မှာပဲဝယ်လိုက်ပါတယ် ticket ဘန်နာဟေး ticket ကျွန်တော်တို့ဝယ်လိုက်တယ်ပေါ့နော်သူက2မျိုးရှိတယ်သူ့မှာအဲ buffet မပါတာလည်းရှိတယ် buffet ပါတယ် ticket သူအစားစားပေါ့နော်သူ့ဝင်သေးတယ်အဲ့ဒါကိုမိုးကကြတော့breakfast lunch ပါတယ် buffet ကိုဝယ်လိုက်တာတယောက်ကိုဟိုကကြတယ်ထောင်နဲ့ဆိုရင်တယောက်ကို12သိန်း5000ကျတယ်2ယောက်ပေါင်း25သိန်းနော်ဟုတ်ပါတယ်ဒေါ်လာနဲ့ဆိုတော့တယောက်ဒေါ်လာ50လောက်ကျတယ်ပေါ့နော်2ယောက်ဒေါ်လာ100ပေါ့ဆိုတော့ကျွန်တော်အခုတော့တောင်ကုန်းနေနားတော့ကျွန်တော်တောင်ကုန်းနေကျွန်တော်စပြီးဖြတ်နေပါပြီကျွန်တော်ဆွမ်းတော့မျိုးတွေပဲလာခဲ့တာပေါ့ဒီမှာကျွန်တော်တောင်ကုန်းနေမြင်နေရပါတက်စီတွေကတော့ကျွန်တော်တို့ဒီအဝင်ဝါလောက်ထိပဲရတယ်ပေါ့နော်အဲ့မှာသူတို့ကားနဲ့လာကြည့်ပါတယ်အဲ့ဒီကားကလည်းကျွန်တော် free စီးရတာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်လက်မှတ်ဝယ်ပြီးသားဖြစ်တဲ့အတွက်တက်စီရုံပဲပေါ့နော်ဒီမှာတော့လက်မှတ်ထပ်ဝယ်လည်းရပါတယ်ဝယ်ရသေးတဲ့လူတွေပေါ့နော်โอเคကျွန်တော်တို့ဒီမှာ ticket တော့ကျွန်တော်တို့ဝယ်ပြီးသားဖြစ်တဲ့အတွက်နေရာပြလိုက်ဝယ်ရမယ့်နေရာကျွန်တော်ဟိုမှာကောင်တာရှိပါတယ်เนาะဒီကနေကားရမယ်ကားကနေဆင်းပြီးတော့ဒီမှာဝယ်ရမယ်ပေါ့เนาะမကောင်တာမှာဝယ်ရပါမယ်free beer ရတယ်โอเคကျွန်တော်တို့ကန်ကောင်းပါတယ် free beer ကျွန်တော်ရပါမယ်ဒီမှာ free beer ရခဲ့ပါယူပါเนาะဟဲဟဲဒီကနေပြီးတော့ဝင်လိုက်အပေါ်တက်ကမှာပါဟိုမှာတောင်းပုံအောင်ပါနော်ရှိတဲ့နေရာတော့ရောက်ပါပြီဒီပုံမှာဒီမှာကျွန်တော်စကန်ကျွန်တော်တို့ဒီမှာပေါ့နော်ဘယ်လိုလဲဆိုတော့အပြင်ကကျွန်တော်တို့ကagent နဲ့ကျွန်တော်တို့ကဒီ site မှာတစ်ခုမှဝယ်လိုက်ဖြစ်တဲ့တော့ကျွန်တော်ဒီမှာတော့ခဏစောင့်လိုက်ရတယ်ပေါ့9မိနစ်10မိနစ်လောက်စောင့်လိုက်ရတယ်ပေါ့နော်ဆိုတော့သူတို့ဆိုင်ရမဟုတ်တော့သူတို့ကစကန်မလုပ်အဲ့လိုပေါ့နော်အဲကြောင့်ကျွန်တော်တို့ဟိုဟာ application တစ်ခုခုဖြစ်ဖြစ်ပေါ့နော်ယုံကြည်ရတဲ့ဟာလေးတစ်ခုခုဖြစ်ဝယ်ပြီးတော့သွားပါဒါမှမဟုတ်ဒီမှာဝယ်တာအကောင်းဆုံးပါပဲပေါ့နော်ခေါ်ခေါ်ရand to yes တယောက်သေးပါဗျာတကယ်မိုက်ပါပြီကျွန်တော်တို့စစီးပါပြီ oh my god ဒီလေးရမ်းမိုက်ပါလေကဲပဲကားတစ်ခုလေးပါနှစ်ယောက်တည်းထည့်ပြီးလိုက်ကြလားဟုတ်တယ်ပေါ်မှာ Golden Bridge ကိုရောမြင်နေရပြီပေါ့နော်ရောက်ပါပြီကေပဲစီးပါပြီโอเคကျွန်တော်တရားပေါ်တက်ပါတော့မယ်ရောက်ပါပြီ
အခုကတော့ကျွန်တော်တို့ပြင်သစ်ရွာကိုသွားဖို့အတွက်ကေဘယ်စီးမှာဖြစ်ပါတယ်သူကပထမတစ်ဆင့်ဒီကေဘယ်အနီအောင်စီးပြီးသွားပြီဆိုလို့ရှိရင်ဒုတိယတစ်ဆင့်ကျွန်တော်တို့ထပ်ပြီးတော့ကေဘယ်အဝါစီးရပါတယ်အဲ့ဒါပြီးသွားမှကျွန်တော်တို့ပြင်သစ်ရွာကိုရောက်တာဖြစ်ပါတယ်ပေါ့နော်ခုတော့ငါတို့ဒါပြင်သစ်ရွာကိုရောက်နေပြီပေါ့နော်啊，咋的来哦？အားပဲနေလာပါကျွန်တော်အခုကတော့တော်တော်ကြီးတော့ကြော်ဖို့ကောင်းပါအခုဒါတော့ဟိုဟာပဲရှိသေးတယ်ဘယ်နှစ်နာရီလဲကို7နာရီ 12နာရီပဲရှိဦးမယ်တော်တော်လေး လုံးဝမသိရင်ဟိုဟာလေနေလုံးဝမပူနော် မိုက်ပါတယ်ဟိုမှာရှိဦးရှိတယ်မရှိဘန်းနေရော ဝါအခုဒါမိုးတို့ပေါ့နော်အမှန်တော့ restaurant ရှာရင်းနဲ့ဒီဘက်ကိုရောက်လာတာတော်မိုက်တယ်ဝါဝါဒါဟိုဟာလားမသိဘူးဘာအော်ဘီယာခုကိုဘီယာဟိုဟာဘီယာ free flow မိုးတို့ ဒီရဖီးတော့ရပါပြီအားမင်္ဂလာပါအခုကကျွန်တော်တို့ဘီယာဖီးတစ်ကက်ရထားပါတယ်ကျွန်တော်တို့ဒီမှာတောက်ပါပါဒါပါလဲဘန်နာဘရူးဟောက်စ်ကဘန်နာဘရူးဟောက်စ်မှာ Banana Brew House မှာပါ ဆက်ပါမယ်ဘီယာဖီးတောက်ပါမယ်တယောက်နှစ်ခွက်4 chicken okay ရကိုသွား Cheers 那么现在也 Cheers โอ้ Okay ကျွန်တော်တို့အခုကတော့ဘီယာတောက်သွားပြီကျွန်တော်တို့ဘူဖေးသစားမှာဖြစ်ပါတယ်ပေါ့နော် Let's go မချလာကျွန်တော်တို့မှာစားမဲ့တောက်မဲ့ဘူဖေးဆိုင်တော့တွေ့ရပါပြီပြဒီအရှိမအဲ့ဒီဟာကလည်း free စီးရမှာပေါ့နော်အဲ့ဒါ
လည်း free စီးလို့ရပါတယ် ticket ထဲမှာအကုန်လုံးမတော်ဝယ်တဲ့ ticket ထဲမှာအကုန်လုံးပါပြီးသားဆိုတော့တချို့ဟာတွေကတော့တကယ်လို့စီးကျင်ရင်ထပ်ပြီးတော့ပေးရတယ်ပေါ့နော်အရှိပါပါဟို ဘူဖေးက9နာရီရော10နာရီခွဲလားမသိဘူးเนาะ10ခွဲကနေပြီးတော့3နာရီအထိသူတို့ကစောင်းဝင်ပေးထားပါတယ်ဖွင့်ပါတယ်ပေါ့เนาะကျွန်တော်တို့ဒီမှာ တကယ်လို့မဟုတ်ဘူးဆိုရင်ဘူဖေးကတယောက်ကို3သိန်း8တောင်းပါတယ်မှာကျွန်တော် ဘူဖေးကကိုယ့်ကိုစားမယ်ဆို3သိန်း8တောင်းပေါ့เนาะ 3သိန်း8တောင်းပေါ့နော်ဒါပေါင်းလို့တွေပါအခုကကျွန်တော်ဘူဖေးစားယူသွားပါပြီတော်တော်အမဲဆုံးပါတယ်ကျွန်တော်တို့မိတ်ဆွေညွန်ပေးလို့ပေါ့နော်ဘူဖေးတာမယူခဲ့ဘူးဆိုလို့ရှိရင်နောင်လိုက်ရမှာသိကြပါတယ် ဟုတ်တယ် နော်အဲ့တော့တကယ်လို့ ticket ဝယ်မယ်ဆိုရင် buffet ticket ကိုဝယ်ဖို့အကြံပေး ကြံပေးကြပါတယ်တကယ်မိုက်ပါတယ်အများကြီးပဲအမဲတွေလည်းစားလို့တော်တော်လေးကောင်းပါတယ်ခင်ဗျာနော်ကျွန်တော်တို့အခုဒီမှာပြတဲ့ကိုပေါ့နော်။နောက်ကမြင်နေရတဲ့ပြတဲ့ကိုကျွန်တော်သွားမှာဖြစ်ပါတယ် ကတ်တွန်းကားတွေမှာပါတယ် Disneyland အဲ့လိုပုံစံမျိုးပြောတာအဲ့ဒါကြည့် ။အဲ့ဒါသွားမှာဖြစ်ပါတယ်။ Let's go ။အခုကတော့ကျွန်တော်တို့ဒီမှာ pyramid ပုံစံမျိုးရှိတော့ကျွန်တော်ရောက်ပါပြီ။နောက်မှကျွန်တော်ပြတဲ့ကြီးရှိပါတယ်။ပုံစံမျိုးပေါ့နော်။ Okay ကျွန်တော်တို့ဒီမှာနောက်တစ်ခုကျွန်တော်တို့ဆက်သွားကြည့်မယ်ပေါ့နော် နောက်မှထက်ရှိသေးတယ် ။ထက်ရှိသေးတယ်ဟိုးမနောက်မှာတစ်ခုရှိသေးတယ်။အောက်ကဆင်းရမှာ ဆင်းရမယ်ထင်တာပဲ ။ So let's go သွားကြည့်မယ်ကျွန်တော်တို့ဒီမှာဗျာတော်တော်လေးကျွန်တော်တို့မောရတယ်ဒါပေမဲ့မောတာနဲ့တော်တော်လေးတန်ပါရမ်းတန်ပါတယ် လာအောင်လာတင်တယ်ပေါ့နော် လာကူလာတင်ပါတယ်လာဦးလာတင်တာမဟုတ်လာဦးက လာအောင်မဟုတ်တော့ဒီကိုလာတင်ရ ကဲမိုက်ပါတယ်အော်ဒီခီးကတော့ကျွန်တော်တို့ရဲ့သွားတဲ့ခီးတစ်ချောင်းမှာတော်တော်အတန်လုံးပါပဲအဲ့တော့
ဒါဖို့ကျွန်တော် recommend လုံးဝပေးပါတယ်ပေါ့နော်တကယ်မိုက်ပါတယ် ဟိုတခြားနိုင်ငံတခုရောက်သွားပါဘော တခြားနိုင်ငံပဲလေ ဟုတ်လေတခြားနိုင်ငံဆိုတာကွာအခုလက်ရှိ လာတော့ကျွန်တော် VNM ပဲဒါပေမဲ့ကျွန်တော်တို့ဒီ London တို့ Paris တို့အဲ့လိုဖိုင်လေးရသွားတယ်ကျွန်တော်ဒီမှာထွေးပါရှင်းမိုက်ပါကိုရီးယားဟိုဘက်မှာပြီးသွားပြီပေါ့နော်ကက်စတယ်ကုန်ပြီပဲထင်ထားပြီဒီဘက်တောင်းကိုတစ်ခါထပ်လာလဲလာလိုက်ကောဒီမှာထပ်ပြီးတော့ရှိသေးရပါတော့ကဲဒါပေမဲ့ဒါကကြတော့ဒီလိုမျိုးဆင်းရမှာလေကတဲ့တော့မဟုတ်ဘူးလာလိုက်တာဟိုကလေဒါအခုအချိန်ရတာပြောမှဆို3နာရီခွဲ4နာရီပါမထိုးသေးဘူးပေါ့နော်အဲ့ဒါတော့မှကြည့်အောင်မြူဆိုင်တာလားဒါမှမဟုတ်တောင်ပေါ်ဖြစ်တော့လေအုံအုံလေးမိုးအုံအုံပုံစံမိုးအုံထားတယ်အဲ့လိုပုံစံမျိုးလေးမိုးရမှာဆိုလို့မှကာသမားပေးတဲ့ထီးရတယ်မှာလမ်းတောက်လျှောက်ကိုတဲလာနေရအေးဟုတ်တယ်အောက်မှာနှင်းစီပန်းလေးရောက်နေတာပါအားလုံးပဲ Oh my god တော်လေးကိုမောသွားပါတယ် အခုတော့ကျွန်တော် triplet ကြည့်ရမယ် နိုင် triplet ငါနိုင်အောင်မထိုးသေးဘူးပေါ့ ဟိုဟိုမြေပုံစားရဲကော ဘိုးအိတ် ရှင်နဲ့တိုက်မျိုးစားရကကျွန်တော်ရေးကြည့်ပါ ရတနာနိုင် အဲ့ဒါမရှိမလွယ်ဘူး အဲ့မြေပုံဆိုင်ရွက်နဲ့ရှောက်သွားတာ အဲ့ဒါမရှိနဲ့မလွယ်ပါဘူး ဒီထဲမှာမရှိဘူးကိုပေးလိုက်တယ်ခင်ဗျာ မရှိပါဘူး အပေါ်အဆုံးအိတ်ပေါ့ ကျွန်တော်တို့ကတော့ ရတနာ တိုင်းမျိုးရှာဖို့ ရတနာလိုက်ရှောက်ဖို့တော့ပြန်သွားယူလိုက်ရတယ် တိုင်းရတော့မဲဦးထင်ပါတယ်ကျွန်တော် အမဲခံလိုက်ပါဒီခေကြီးရတော့နော်ဆိုတော့အခုကမိုးတို့ရောက်နေရကမိုးတို့ရောက်နေရကဒီမှာ B1 ရဲ့ pyramid ဒီနာโอเคဒီဥစ္စာနော်ဒီဟာပေါ့ pyramid ကဘယ်နှခုရှိရလဲကိုခုနတည်းရနော် ပြည့်မကြီး အော်ဒါခုနကငါတို့ဟို ရေတော့ရင်လည်းပြည့်မ ဟုတ် ကြီး တယ်အကြီးဒီနာအဲ့ဆိုဒီရောက်သွားပြီပေါ့ရောက်ပါပဲ ပြီးဆုံးပါပြီခင်ဗျာ ဘလော့တွေကလည်းအခုလိုပြီးသွားတဲ့အချိန်လောက်ပေါ့နော်ဒါဟိုအခုလိုမျိုး trip plan အရှိကြီးကိုပေါ့ဒါဗီဒီယိုအရှိကြီးဆိုတာကဒီလိုအချိန်ပဲတင်တာဆိုတော့လေတကယ်လို့ကြည့်ကျင်တယ်ဆိုတော့အဆုံးထိကြည့်ပေးပါလို့ဒီ blog ဒီခီးစံအရန်ကိုမှဘယ်လိုခေါ်လဲအရန်လဲတန်တယ်အရန်လဲလှတယ်ကိုရီလည်းပထမဆုံးရောက်တာဆိုတော့အသေးစိတ်တော့အရန်တော့မသိဘူးဆိုပေမဲ့ကိုရီသိတဲ့လောက်လေးတော့ပြပြပေးပါမယ်ဆိုတော့အားလုံးပဲ bye bye ကဲကျွန်တော်တို့အခုကတော့ပြန်ပြီးတောင်းအောင်ကိုဆင်းနေပါပြီပေါ့နော်ကျွန်တော်ဆောညထီနေပဲတွေးထားတာပေါ့ဒါပေမဲ့သူက K1 ကကျွန်တော်မသိလိုက်ဘူးဒါပေမဲ့ကျွန်တော် ChatGPT ကိုမေးလိုက်တော့6နာရီပိတ်မှာဆိုတော့ကျွန်တော်တို့အဲ့ဒါအားချင်းမဲ့ကျွန်တော်တို့အဲ့ဒါပြန်ဆင်းလာတာပေါ့နော်ကျွန်တော်တရားရောက်ပါပြီ
အားလုံးပဲကျွန်တော်တို့ဒီမှာညနေပဲကျွန်တော်တို့ပြန်ရောက်တာဖြစ်ပါတယ်ပေါ့နော်ကျမ်းမိုက်ပါတယ်ဗျာ နေကြတော့လူကမရှိတော့